ဒီလိုသစ္စာမရှိတဲ့မိန်းမတွေကိုသာဘယင်ကရောမိဖုရားနေရာမှာတင်မြောက်လိုက်လို့ကတော့တိုင်းပြည်ကြီးပြတ်သွားမှာပေါ့တဲ့ဒီအမျိုးသမီးကတော့သစ္စာရှိတယ်ဒီလိုအမျိုးသမီးသာဘယင်ကတော်ဖြစ်ထိုက်တယ်အဲ့ဒီလိုအမျိုးသမီးရှိရင်တိုင်းပြည်သာယာငြိမ်းချမ်းမယ်ဒါကြောင့်အိမ်တဲ့အိမ်မှာအဖေနဲ့တန်းတူအမေတွေကလည်းအရေးကြီးတယ်အမေတွေတောင်နဲ့တွက်လို့အမေတွေပုတ်တွတ်ပြောလို့ဘဝပြက်နာမည်ပြက်ဘဝသေးသွားတဲ့လူတွေလောကကြီးမှာလက်ညှိုးထိုးပြလို့ရပါတယ်ဒါဖြစ်ရင်အဖေတွေရောအရေးမကြည့်ဘူးလားကြည့်တာပေါ့အဖေရေးကြီးကြောင်းကိုတော့ကျွန်တော်ကကိုရွေ့ဗျကျွန်တော်ကမန္တလေးသားမန္တလေးပလဲငွေရောင်ရက်158ခွက်နမ်းမတော်ဝင်းမှာမွေးတဲ့ကောင်ဖယနီဖယအနောက်ဘက်ကကျွန်တော်နေတဲ့ရက်ခွက်နဲ့မန္တလေးတို့တပြပေါ့ဒီရဆိုရင်တော့ဒီတန်လန်းလောက်ရှိမှာပေါ့မျိုးမြင့်ရုပ်ရှင်ရုံဆိုတာရှိတယ်ကျွန်တော်ကငယ်ကရုပ်ရှင်အရန်ကြည့်ချင်တာကျွန်တော်တို့အရက်ထဲမှာလဲရုပ်ရှင်သိမ့်ကြိုက်တဲ့ဒေါ်ခွဲကြီးဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိတယ်အဲ့ဒီအမျိုးသမီးကဒုတိယကမ္ဘာစစ်မတိုင်ခင်တုန်းကအစိုးရအတန်တဲရုပ်ရှင်ခေတ်တွေမှာတချင်းတွေဘာတွေနောက်ကနေပြီးလိုက်ဆိုပေးရတဲ့အမျိုးသမီးသူကဒုတိယကမ္ဘာစစ်ပြီးတဲ့အချိန်မှာမျက်လုံးနှစ်ဖက်စလုံးကွယ်သွားတာဒါပေမဲ့သူကအစိုးကောင်းအကကောင်းမန္တလေးတကြံမှာဆိုရင်သူကအကတင်ပေးရတာမျက်လုံးမမြင်ပေမဲ့သူကတင်ပေးရအဲ့ဒီအမျိုးသမီးကမျက်လုံးသာမမြင်တာရုပ်ရှင်သိမ့်ကြိုက်တယ်သူကရုပ်ရှင်မင်းသားညွန့်ဝင်းကားကိုအရန်ကြိုက်တယ်ကျွန်တော်ကရွှေပါကားကိုကြိုက်တယ်ဒါပေမဲ့သူနဲ့ကျွန်တော်ဘလို့သဘောတူညီချက်ယူလဲဆိုရင်ကျွန်တော်တို့ရှိရအဲ့ဒါလို့အတော်အရွယ်ကိုအကြီးလို့ခေါ်တယ်ဒီမှာတော့အတော်တို့အန်တီတို့ခေါ်ဆိုကြအကြီးလို့ခေါ်တယ်အကြီးကြိုက်တဲ့ညွန့်ဝင်းကားကိုကျွန်တော်လိုက်ကြည့်ပေးရင်ကျွန်တော်ကြိုက်တဲ့ရွှေပါကားကိုလည်းအကြီးကလိုက်ကြည့်ပေးရတယ်သူကမမြင်ရပေမဲ့ကျွန်တော်ကညွန့်ဝင်းရဲ့ပုံစံတွေဝတ်ပုံစားပုံတွေမြင်ရတဲ့မြင်ကွင်းကိုကျွန်တော်ဘာသာပြန်ရတာသူကအတန်နဲ့နားထောင်တာညွန့်ဝင်းကားကိုတအားကြိုက်တဲ့အမျိုးသမီးသူနဲ့ကျွန်တော်နဲ့အမြဲစကားများတာရှိတယ်သူကညွန့်ဝင်းကိုမမြင်ဘူးတော့သူ့ညွန့်ဝင်းကိုချောသလားလို့သူကအရန်သိချင်တာကျွန်တော်ကလည်းကလေးပြီလိမ်မပြောတတ်ဘူးညွန့်ဝင်းကြီးကဗျာမိတ်ကပ်တင်အချောက်ကြီးနဲ့တူပါတယ်ဗျာကျွန်တော်အဲ့လိုပြောတာအမြဲတမ်းကျွန်တော်ရွှေပါမှာလက်မောင်းတုတ်နေ့ရွှေပါရုပ်ချမ်းကြီးပါဟဲ့ကျွန်တော်ကရွှေပါကိုဘာလို့ကြိုက်လဲဆိုရွှေပါကအမှန်တရားဘက်ကယက်တည်တယ်အားနေတဲ့ဘက်ကယက်တည်တယ်မဟုတ်တာမလုပ်လို့ကျွန်တော်ရွှေပါကိုကြိုက်တာအကြီးတို့ကတော့ချောတာကိုကြိုက်တာအဲ့ဒီလိုညွန့်ဝင်းကကြည်တိုင်းကျွန်တော်ကလိုက်ပြကျွန်တော်တပတ်ကို3ခါလောက်ရုပ်ရှင်ကြည့်ခဲ့တာခြားတိတ်တုန်းကကျွန်တော်မှတ်မိပါတယ်3တန်း4တန်းကျောင်းသားဘဝဖြစ်မယ်ဒီလိုနဲ့ຫນွေရာသီကိုရောက်တော့ရုပ်ရှင်မင်းသားညွန့်ဝင်းရဲ့ဂျော်လီဆွေရဲ့ဝါဝါဝင်းရွှေရဲ့ကမန်းတီတာဥယျာဉ်တွေကိုရုပ်ရှင်လာရိုက်ကြတာအကြီးကကြည့်ကျင်တယ်တဲ့လိုက်ပို့သလိုစိုက်ကားကြီးနဲ့ငှားပြီးလိုက်ပို့တာအဲ့ဒီခေတ်တုန်းက26ဘီလန်ဒီလိုပုံစံမဟုတ်သေးဘူးအဲ့ဒီမှာဓာတ်ဆက်ယုံတို့ဓာတ်စီဆိုင်တို့ဘာလို့ရှိတယ်မန်းတီတာဥယျာဉ်တွေကိုတွားပြီးတော့ပြတော့မျက်လုံးမမြင်တဲ့အကြီးကသူသိချင်တာကညွန့်ဝင်းချောသလားကိုသိချင်တာသူမဲတိုင်းကျွန်တော်ကမချောဘူးကြီးပြောတော့ကျွန်တော်နဲ့သူနဲ့စကားများနေတာကြီးကို